ဒီနေ့မှာကိုအားဖြင့်ကောင်းကြီးခံစားရဆိုတဲ့အကြောင်းလေးနဲ့အနေငယ်မျှဝေခွာပေးခြင်းပါတယ်။ကမ္ဘာဦးကျမ်းစနစ်နှစ်သုံးမှာအာဗြဟံအကြောင်းကိုကျွန်တော်မြင်တွေ့ရတယ်။အာဗြဟံကအသက်ကြီးမှသူကလေးရတာဖြစ်ပါတယ်။ကလေးရတဲ့အခါမှာသားဣဇက်ကိုရတဲ့အခါမှာလေဘုရားကသားဣဇက်ကိုပြန်တောင်းတယ်။သားဣဇက်ကိုပြန်တောင်းခဲ့တယ်ဘုရားကပြန်တောင်းတဲ့အခါမှာအာဗြဟံကသူ့ရဲ့သားဣဇက်ကိုဘုရားကိုပြန်ပူဇော်ပါတယ်။ဘုရားကအာဗြဟံရဲ့နှလုံးသားကိုသူသိတဲ့အခါမှာအာဗြဟံကဘုရားကိုအင်မတန်မှချစ်တော်သူအားကိုးတော်သူဖြစ်ပါတယ်။ဖြစ်တဲ့အခါမှာသူဘုရားပေးတဲ့သားကိုဘုရားကိုပြန်ပြီးတော့ပူဇော်ဖို့ဘုရားကိုပြန်ပေးတာဖြစ်ပါတယ်။သူ့ရဲ့နှလုံးသားကိုဘုရားကသိတဲ့အခါမှာအတိမတ်ပြုတဲ့အခါမှာဘုရားသခင်ကအာဗြဟံကိုများစွာသောကောင်းကြီးကိုသူပေးခဲ့တာဖြစ်ပါတယ်။အာဗြဟံကကောင်းကြီးခံစားတော်သူဖြစ်ပါတယ်။ဘာကြောင့်လဲဆိုသူအားဖြင့်လည်းများစွာသောသူတွေကောင်းကြီးဖြစ်စေတယ်။ဒါလည်းမကဘူးကဘာဦးကျမ်းထဲမှာပဲ39တိမှာဘသူ့အကြောင်းကိုမြင်တွေ့ရလဲဆိုရင်ရှောသက်ကသူ့ညီကိုတွေကသူ့လူတီဖန်ထိုင်မှာရှောင်းခဲ့ရတာဖြစ်ပါတယ်။ရောင်းစားခြင်းခံရပေမဲ့သူကဒုက္ခဆင်းရဲကြုံရတယ်တော့ပေမဲ့ဒီနေ့ရောသအဖြစ်တင်ပြီးတော့မှသူ့ရဲ့တပီလုံးသူ့ညီကိုတွေမှာအကုန်လုံးကကောင်းကြီးပြန်လည်ပြီးတော့မှခံစားစေရတာဖြစ်ပါတယ်။ဒါကရောသရဲ့သူကြုံတဲ့ပြဿနာတွေကနေသူဘုရားကတပံသူပြန်ပြီးတော့မှသူအားဖြင့်ကောင်းကြီးပြန်လည်ပြီးတော့မှခံစားစေရတာဖြစ်ပါတယ်။အားပေးခြင်းနဲ့သူပြဿနာတစ်ခုခုကြုံရတဲ့အခါမှာစိတ်တမကြနဲ့ဘုရားကိုအားကိုးပါတနေ့ကျရင်အဲ့ဒီပြဿနာခေကနေဘုရားကတာ၍ကောင်းတဲ့အရာကိုသင်အားဖြင့်များစွာသောကောင်းကြီးများပြန်ပြီးတော့မှဖြစ်စေမှာဖြစ်ပါတယ်။ရှောနာကိုနေနဝိမြို့တွေကိုတွားဖို့အတွက်စေခိုင်းခဲ့တယ်ရှောနာဝတ္ထုထဲမှာဒါပေမဲ့ရှောနာကအဲ့ဒီနေနဝိမြို့ကိုတွားဖို့အင်မတန်မှကြောက်တယ်။ဘာလို့ဆိုအဲ့ဒီနေနဝိမြို့ကမယုံကြည်တော်သူတွေနေတဲ့မြို့ဖြစ်ပါတယ်။ရှောနာကအဲ့ဒီဘက်ကိုတွားမယ်ဆိုရင်သူကငါ့ကိုအဲ့ဒီထဲတွားလို့ရှိရင်သူတို့ကငါ့ကိုဝင်ပြီးတော့မှဖမ်းနေတယ်။သူအရင်ကြောက်တယ်မတွားရေးတဲ့အခါမှာတာရှူမျိုးကိုသူတွားခဲ့တယ်။တော့ပေမဲ့တာရှူမျိုးတွားတဲ့အခါမှာဘာဖြစ်လဲဆိုရင်ဒုက္ခကြုံရတယ်။သူဒုက္ခကြီးမားမားဒုက္ခကြုံရတယ်။သူ့ကိုသင်္ဘောတွေကနဲ့ရေတွေကိုပြစ်ချခြင်းခံရပါတယ်ယောနာ။ရေတွေကိုပြစ်ချတဲ့အခါမှာအဲ့ဒီယောနာကိုမြူချသွားတယ်။မြူချတဲ့အခါမှာသူရဲ့ပိုက်ထဲကနေပြန်ပြီးတော့မှဘုရားကိုပြန်တောင်းပန်တယ်။နောင်တရတဲ့အခါမှာဘုရားကသူ့ရဲ့တောင်းပန်ခြင်းသူ့ရဲ့နောင်တရခြင်းကိုပြန်ပြီးတော့မှခွင့်လွှတ်တယ်။အဲဒီခါမှာတပန်ယောနာကအဲ့ဒီငါးပိုက်ထဲကနေပြန်ပြီးတော့မှဘုရားကကြေတင်ခဲ့တယ်။အဲဒီခါမှာယောနာဘုရားကတာ၍တုံးခဲ့ပါတယ်။ပြောချင်တဲ့အရာကပြဿနာကြုံတဲ့အခါမှာဘယ်တော့မှစိတ်ဓာတ်မကျနဲ့အဲ့ဒီပြဿနာတဲ့ကြီးမြတ်တဲ့ဘုရားရှိတယ်။ဘယ်အဖြစ်များစွာသောသူတွေကပြန်ပြီးတော့မှကောင်းကြီးဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ်အားဖြင့်လူတွေကောင်းကြီးဖြစ်ဖို့ရအတွက်ဒီယခုကြုံရတဲ့ပြဿနာမှန်သမျှအရှာအားလုံးအတွက်ပြီးတော့မှစိတ်ဓာတ်မကျနဲ့ဘုရားကိုတာ၍အားကိုးပါဘုရားကိုတာ၍ချီးမြှောက်ပါဘုရားကိုတာ၍ကိုးစားပါဒါဆိုရင်ဘုရားကတင့်အားဖြင့်လူတွေအားလုံးကိုကောင်းကြီးဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်နေ့စဉ်တရားထဲမှာကိုယ်အားဖြင့်ကောင်းကြီးခံစားတော့ဖြစ်ခြင်းနဲ့ဆိုရင်နေ့စဉ်ဘုရားကိုအမြဲအားကိုးပြီးတော့မှအသက်ရှင်ဖို့ဖြစ်ပါတယ်။ဆိုတဲ့အကြောင်းလေးနဲ့အနေငယ်များဝေခွာပေးခြင်းပါတယ်။ကျွန်တော်တို့အောက်ချစ်စေတဲ့ဘုရားခင်ကောင်းကြီးပေးပါစေ။